ဘလော့ရိုက်နေတာပေါ့နော်ဒီထက်မှာကျွန်တော်မေးလိုက်တယ်ပါတယ်ဒီမှာမေးနိုင်ပေးရမယ်ကျွန်တော်ကိုမေးပေါက်ခဲ့တယ်ဆိုရင်ခြေတရက်ကိုကျွန်တော်ကလက်ဆောင်ပေးမယ် ဘယ်ပေါက်ပါလဲ ဟုတ်တယ် ဒီလိုမပေါက်နဲ့ မပေါက်ခဲ့ရင်လည်းညီမလက်ဆောင်တစ်ခုရအောင်ပါနော်ဝေါဒါကလာပါ MK F1 monetization service တွေကနေကြိုးဆိုပါတယ်ဗျကျွန်တော်ဒီနေ့ဘလော့လေးမှာတော့ကျွန်တော်ကလူတွေကိုဒီမျိုးမေးလိုက်လေးတွေမေးနိုင်ခိုင်းမှာဖြစ်ပါတယ်ဗျပေါက်တဲ့သူတွေကိုကျွန်တော်ကဒီခြေလက်မဲ့တစ်ဆောင်စီလက်ဆောင်ပေးမှာဖြစ်ပါတယ်ဗျဒီအစီအစဉ်လေးမှာဘယ်သူတွေပါဝင်ကြမလဲဆိုတာကိုကျွန်တော်နဲ့အတူတူအဆုံးထိလိုက်ပါကြည့်ရှုဖို့အတွက်ဖိတ်ခေါ်ပါတယ်ဗျလူတွေကန်ကောက်မလဲဆိုတာကိုလိုက်ပြီးတော့ကျွန်တော်တို့မေးပြီးတော့မေးနိုင်ခိုင်းမှာဖြစ်ပါတယ်နော်ဒီမှာကြည့်ပါဒီမှာမေးလိုက်တယ်နော်မေးလိုက်တယ်ပေါက်တဲ့သူတွေကိုဒီမှာကျွန်တော်ခြေတရွက်စီလက်ဆောင်ပေးမှာဖြစ်ပါတယ်ဗျကဲ let's go ကျွန်တော်တို့မေးလိုက်ရအောင်နော်မင်္ဂလာပါညီမအစီအစဉ်လေးရလားမသိဘူးဗျကျွန်တော်မှအခုအစီအစဉ်လေးတစ်ခုရှိတယ်ပေါ့နော်ကျွန်တော်ဒီခွဲလိုက်ထဲမှာမေးလိုက်တယ်ပါတယ်ဗျညီမကအဲ့ဒီမေးလိုက်တဲ့ကိုမေးနှိုက်ပေးရမှာဖြစ်တယ်ဒီလိုညီမပေါက်ခွဲတယ်ဆိုလို့ရှိရင်ကျွန်တော်ကဒီလ66ရက်နဲ့ထွက်မဲ့ဒီတွဲကိုညီမကိုလက်ဆောင်ပေးမှာဖြစ်ပါတယ်ဒီအစီအစဉ်လေးမှာပါဝင်ပေးလို့ရလားမသိဘူးဗျဟုတ်ကဲ့ဒါဆိုရင်ညီမမေးလိုက်တက်လိုက်နှိုက်လိုက်နော်ကြားပေးပါအောင်ပေါက်လာလို့ပေါက်တယ်ဗျကင်မရာလေးတစ်ချက်တော့ပြလိုက်ပါအောင်ဝေါညီမဒါဆိုရင်ခြေလက်တရက်ရေးလိုက်ညီမဘယ်ခြေလက်ကြိုက်လဲတော့ဒီမှာဟုတ်ဒီမှာပေါက်ပါစေနော်ပေါက်ရင်မုန်းကြအောင်နော်ဟုတ်ကဲ့ကျွန်တော်မှတ်ထားအောင်နော်ဟုတ်ကဲ့ကျွန်တော်ဒီဗီဒီယိုလေးမှာပါဝင်ပြလို့ကျေးဇူးတင်တယ်နော်ကျွန်တော်ဒီဗီဒီယိုလေး live မှာတင်လို့ရလားမသိဘူးဟုတ်ကဲ့ကျေးဇူးတင်တယ်နော်မင်္ဂလာပါညီမမင်္ဂလာပါကျေးဇူးပါစကားလေးနည်းနည်းပြောလို့ရလားအရှင်ရတယ်နော်ကျွန်တော်မှာအခုအစီအစဉ်လေးတစ်ခုရှိတယ်ပေါ့နော်ကျွန်တော်မှဒီခွဲလိုက်ထဲမှာမေးလိုက်တယ်ရှိတယ်ဒီမှာဒီမေးလိုက်တွေကိုနှိုက်ပေးရမယ်ဒီမှာတကယ်လို့ပေါက်ဖွဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်ကဒီရက်ကိုလက်ဆောင်ပေးမှာဖြစ်တယ်ဒီအစီအစဉ်လေးမှာပါဝင်ပေးလို့ရလားဟုတ်ကဲ့အဲ့ဒါဆိုညီမဒီမေးလိုက်လေးကိုနှိုက်လိုက်ပေါ့နော်ပေါက်လာကြည့်လိုက်ပေါက်တယ်မပြလိုက်ပါဘူးကင်မရာကိုโอเคညီမဒီချက်ကဒီရက်တိုက်တဲ့ဒီရက်ကိုညီမရွေးလိုက်ဘေးရက်တိုက်လိုက်36ရက်လေးဒီလ16ရက်နဲ့ထွက်မဲ့ချီနော်ဒီချီကရောတရရွေးလိုက်ဟုတ်ကဲ့ဒီစီဇန်လေးမှာပေါင်ပြလို့ကျေးဇူးတင်တယ်နော်ကျွန်တော်ဒီဗီဒီယိုကို live ပေါ်တင်လို့ရလားမသိဘူးဟုတ်ကဲ့ကျေးဇူးတင်ဒီမှာနော်ဟုတ်ကဲ့ပါဟုတ်ကဲ့မင်္ဂလာပါညီမရှင်းနေရလားမသိဘူးကြာကျွန်တော်မှလည်းအစီအစဉ်လေးတစ်ခုရှိတယ်ပေါ့နော်ဒီခွဲလေးထက်မှာမေးလိုက်တယ်ပါတယ်ကြာအဲ့ဒီမေးလိုက်မှာဗလာပါတယ်မေးလိုက်တယ်လည်းပါတယ်ကျွန်တော်တို့ပေါက်တယ်မေးလိုက်တယ်လည်းပါတယ်နော်ဒီမှာကဒီခွဲလေးထက်ကမေးလိုက်တယ်ကိုမင်းနိုင်ပေးရမှာဖြစ်ပါတယ်ဒီမှာကမေးပေါက်ခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်ကညီမကိုဒီရွက်ကိုလက်ဆောင်ပေးမှာဖြစ်ပါတယ်ဒီအစီအစဉ်လေးမှာပါဝင်ပေးလို့ရလားမင်္ဂလာပါကျွန်တော်တို့ရဲ့ MK F1 monetization service တွေကနေပြီးတော့တစ်ဖက်နဲ့အပေါ်ဝင်ငွေရှာချူတဲ့အတွက် AI နဲ့ပညာနဲ့ကိုယ့်ရဲ့အသံအယုတ်တွေကိုပြကြမလို့ပဲနဲ့ပတ်စံရှာလို့ရတဲ့ business တွေကိုကျွန်တော်တို့တန်ကြားပြနေပါတယ်ဗျာကိုယ့်ရဲ့အယုတ်ကိုပြကြမလို့ဘူးကျွန်တော်တို့ဖုန်းကောင်းလေးတစ်လုံးရှိနေတယ်အခုခက်ပေါ် AI နဲ့ပညာတွေနဲ့တခြားပတ်စံရတဲ့အကြောင်းအရာအများကြီးကိုကျွန်တော်တို့တန်ကြားပြလို့ရှိပါတယ်ဗျာကျွန်တော်တို့စီကနေဒီမျိုးအလုပ်တစ်ဖက်နဲ့ပတ်စံချတဲ့အကြောင်းအရာလေးတွေကိုစိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်တို့စီကလာရောက်ပြီးတော့ဆက်သွယ်မြင့်မြတ်နိုင်ပါတယ်ဗျာဒါဆိုရင်ညီမဒီထက်ကမေးလိုက်တက်လိုက်ကိုခိုင်းလိုက်နော်ပေါက်လားကင်မရာလေးပြလိုက်ပါဦးဝါတချို့ဆိုရင်မပေါက်ဘူးသေးလားတော့မေးလိုက်တယ်အများကြီးထက်ကလည်းဟုတ်ကဲ့ညီမဒီထက်ကလည်းတိုက်တဲ့တရွက်ကိုရေးလိုက်ညီမနော်တော့ဒီရွက်တိုက်လည်းရေးလိုက်ဒီလား16ရက်နဲ့ပေါက်မဲ့ချီကြည့်လိုက်မကင်မရာလေးပြလိုက်ပါဒီပေါက်ရင်ကျွန်တော်တို့မုန်းပြုံးနော်တော့ဒီနေ့မှပဲနေတာဒီလားဒီဗီဒီယိုလေးမှာပေါင်ပြလို့ကျေးဇူးတင်နော်တော့ဒီဗီဒီယိုလေးကို line ပေါ်တင်လို့ရလားမသိဘူးဗျဟုတ်ကဲ့ကျေးဇူးပါမင်္ဂလာပါအနည်းရှင်းနေရလားမသိဘူးရတယ်ရှင်ဟုတ်ကျွန်တော်မှအစီအစဉ်လေးတစ်ခုရှိတယ်ပေါ့နော်ပြောပါရှင်ကျွန်တော်ကအန်ဒီကိုဒီထက်မှာဗလာမေးလိုက်ပါလာတယ်လည်းရှိတယ်ပေါ့နော်အန်ဒီကိုမေးနိုင်ခိုင်းမှာဖြစ်တယ်ပေါ့နော်အန်ဒီကတကယ်လို့ပေါက်တဲ့မေးလေးရခဲ့တယ်ဆိုရင်ကျွန်တော်ကအန်ဒီကိုဒီရွက်လက်ဆောင်ပေးမှာဖြစ်ပါတယ်ဒီစင်းမှာပါဝင်ပေးလို့ရလားပါဝင်ပေးလို့ရတယ်ဟုတ်ကဲ့ဒါဆိုရင်ဒီထက်ကနေမေးလိုက်တက်လိုက်ကိုအန်ဒီနှိုက်လိုက်နော်ဟုတ်ကဲ့ပါဟုတ်ဒီမှာရိုက်ထားနော်အဲ့ဒီမှာကြည့်လိုက်ပေါက်လာတော့မပေါက်ဘူးပေါက်လားမပြလိုက်ကြည့်မပေါက်ဘူးတဲ့ဒါပေမဲ့မပေါက်ရင်လည်းမဘူးနဲ့ကျွန်တော်ရဲ့အစီအစဉ်မှာကပါဝင်တဲ့သူတွေအကုန်လုံးကိုဒီတစ်စောင်းလက်ဆောင်ပေးမှာမလို့ကျွန်တော်ကအန်ဒီကိုဒီတစ်စောင်းလက်ဆောင်ပေးတယ်နော်ဒီမှာဒီချက်ကတိုက်တဲ့ထီစာရွက်ကိုရေးလိုက်ရောမပြပြလိုက်ဒီပေါ်ဝင်တဲ့လာပြီတော့လက်ဆက်ချရရတယ်နော်ဒီလိုချီပေါက်နေဆိုရင်ကျွန်တော်ကမူးကြအောင်နော်ကျွန်တော်ဒီဇင်းနာမှာပဲနေတာနော်ဟုတ်ကဲ့မင်္ဂလာပါညီမ
အော်အရှင်လေးခဏလောက်ရလားမသိဘူး ဟုတ် ဟောဟုတ်ကျွန်တော်မှအခုအစီအစဉ်လေးတစ်ခုရှိတယ်ပေါ့နော် ဟုတ် ဒီခွက်လက်ထက်မှာမေးလိုက်တယ်ပါတယ်ဗျညီမကဒီမေးလိုက်ကိုတလိမ့်လောက်ထိုင်းလိုက်ပေါ့နော်ညီမပောက်ခွက်တယ်ဆိုလို့ရှိရင်ကျွန်တော်ကဒီစာရွက်ဒီရွက်တဲ့လက်ဆောင်ပေးမှာဖြစ်ပါတယ်ဒီရွက်လက်ဆောင်ပေးမှာပေါ့နော်ဒီစီစဉ်လေးမှာပါဝင်ပေးနိုင်မှာလားမသိဘူးဟောဟုတ်ကဲ့ဒါဆိုရင်ညီမဒီထက်ကမေးလိုက်ကိုထိုင်းလိုက်နော်ကြောက်ထိုင်းကြည့်မှာညီမထိုင်းကြည့်ပါဟုတ်လားဩပေါက်တယ်ဗျာဒီမှာခုကင်မရာလေးကြားလိုက်ပါဦးဝေါဒါကျွန်တော်တို့မှာခြေက2ရွက်ပဲရှိပြီပေါ့နော်ဒီခြေကညီမတိုက်တဲ့1ရွက်ကိုညီမရွေးလိုက်ပေါ့နော်ဩအဲ့ဒီကနေ့ကင်မရာလေးတစ်ချက်အောင်ပြလိုက်ပါဝေါဒီမှာခြေပေါက်ခဲ့ကျွန်တော်တို့မုန်းပြေးအောင်နော်စူးစီပေါက်ခဲ့မုန်းပြေးအောင်နော်โอเคဒီဗီဒီယိုလေးကိုကျွန်တော်တို့ line ဝယ်တင်လို့ရလားမသိဘူးဟောပေါင်ပြလို့ကျေးဇူးတင်တယ်နော်ဟုတ်ကဲ့မင်္ဂလာပါညီမဟုတ်ကဲ့မင်္ဂလာပါကို မင်္ဂလာပါ အရှင်လေးနဲ့ရလားမသိဘူးကြာ ရပါတယ် ကျွန်တော်မှာအခုအစီအစဉ်လေးတစ်ခုရှိတယ်ပေါ့နော် ဟုတ်ကဲ့ ဒီခွဲလက်ထက်မှာကန်ဆယ်မေးတယ်ပါတယ်ဗျအဲ့ဒီထက်မှာဟိုမေးလိုက်တက်လိုက်ကိုနှိုက်ရမှာဖြစ်ပါတယ်အခုပောက်ခဲ့လေဆိုလို့ရှိရင်ကျွန်တော်ကဒီချီတရက်ပြမှာပေါ့နော်ဟိုဒီစီစဉ်လေးမှာပါဝင်ပြလို့ရလားမသိဘူး ရပါတယ် โอเคဒါဆိုရင်ဟိုမေးလိုက်တက်လိုက်နှိုက်ပြပါနော် ဟုတ်ကဲ့ဖွင့်ကောင်းလားဖွင့် no ကိုကန်ဆိုးလေလို့ထင်လားကန်ဆိုးလေလို့ထင်လား ကတော့ကောင်းပါပါ ကန်တော့ကောင်းမှာပါကိုဒီထက်ကချီတရက်လောက်ရွေးလိုက်ကိုရွေးလိုက်ပါဟိုဒီမှာမင်းမပေါက်ရင်လည်းထီကြရင်အခုပေါက်လို့ရပြီပေါက်ရင်ရပြီဟုတ်လားအခုဒီပေါက်ရင်ကျွန်တော်တို့မုံကျွေးအောင်နော် တွေးပါမယ်မို့လူလေးတော့မယ် โอเคဟိုဒီဗီဒီယိုလေးမှာပါဝင်ပြလို့ကျေးဇူးတင်တယ်နော် ဟုတ်ကဲ့ပါ ဒီဗီဒီယိုလေးကို live ပေါ်တင်လို့ရလားမသိဘူး ရပါတယ် โอเคဟိုမင်္ဂလာပါကို ဟုတ်ကဲ့မင်္ဂလာပါ